ငါရမိမနေကမိမဟုတ်ပြီဆိုအဲ့ဆိုဘီပေါ့ဟုတ်ပါမျိုးသားမှာယောက်ျားမရှိတာငါတို့ပဲရှိတယ်ငါဟုတ်လားငါဟုတ်ဘူးကကျွန်တော်တို့ရဲ့ imposter game 2တူလားအဲ့2ပေါ့2ပေါ့နော်โอเคအဲ့တော့အခုဒီတစ်ခေါက်ကတစီအဲ့ဒါကိုကြွားတာဗါလေမွေးတင်ပြီးတော့အင်ကြီးလိုချင်တာလားဗစာချီလို့ပါနော်အဲ့တော့အခုတစ်ခေါက်ကကျွန်တော်တို့ကရုပ်ရှင်မင်းသားမင်းသမီးဒီအမှုပညာလောကတွေကနာမည်ကြီး celebrity တွေရဲ့နာမည်ကိုခံမှန်းကြမယ်ငါတို့โอเคနော်အဲ့တော့နေစဉ်းစားโอเคစဉ်းစားပြောရင်ကျွန်တော်စဉ်းစားထားတာကဒီဟာဟုတ်ပြီနေအောင်စဉ်းစားပြီးပြီလို့โอเคအဲ့ဒါနော်အဲ့တော့နေမင်းငါတို့မေးရမှာယောက်ျားလားမိန်းမလားယောက်ျားငါမေးမယ်နော်ဟုတ်ပြီနေကယောက်ျားလားမိန်းမလားမိန်းမနေကယောက်ျားနော်ငါမိန်းမနေကမိန်းမဟုတ်ပြီအဲ့ဆိုဘီပေါ့ဟေးဟုတ်ပါအဲ့ဆိုဘီပေါ့ဟေးဟုတ်ပါမိန်းမထမိန်ဝတ်တာထမိန်ဝတ်တယ်မိန်းမနော်ဟုတ်တယ်အဲ့တော့ငါမေးကြလေလားငါမေးရမှာနေလေအခုခေတ်တရုပ်ဆောင်လားအရင်ခေတ်ကတရုပ်ဆောင်လားတရုပ်ဆောင်မဟုတ်အော်တရုပ်ဆောင်မဟုတ်လားတရုပ်ဆောင်မဟုတ်ငါလေနော်အဆိုတော်လားပြောမင်းသားသမီးဆိုဟိုရတယ်လေဘာဖြစ်ဖြစ်အဒုတိယလောကလည်းဖြစ်ပြီးတော့အဲ့တော့မင်းသားသမီးလို့ပြောရလေမဟုတ်ပါဘူး celebrity လို့ငါပြောလိုက်မပြော celebrity စကားတခုမှမပါဘူးနာမည်ကြီး celebrity တွေရဲ့နာမည်ကိုခံမှန်းကြမယ်ပါတယ်တလုံးမှမပါဘူးထားလိုက်တော့မငင်းနဲ့အဲ့တော့ခံမှန်းလွယ်လေးအဲ့တော့နင်းအဆိုတော်လားတရုပ်ဆောင်လားငါတရုပ်ဆောင်ဟုတ်ပြီဒါပေမဲ့တချင်းလဲဆိုရယ်တချင်းလဲဆိုရယ်အမျိုးသမီးထဲမှာတချင်းလဲဆိုရယ်တရုပ်လဲဆောင်တယ်ဆိုတော့တိုင်းအောင်ချိန်များလားမသိဘူးမဟုတ်ပါဘူးဘယ်က lobster ကကြည့်ထားရစိတ်စားမဟုတ်ဘူးအဲ့တော့ပြောဒီမင်းနေကကြတော့အဆိုတော်ဟုတ်တယ်နေအဆိုတော်နော်ဟုတ်တယ်အဆိုတော်ရုပ်ရှင်ရိုက်လားရုပ်ရှင်ရိုက်ဘူးလားမရိုက်ဘူးလုံးဝရုပ်ရှင်မရိုက်ဘူးအဆိုတီးတက်ဆိုတာဟုတ်ပြီအဲ့တော့သူကဘာနေနဲ့လဲစတယ်နင်းနိုင်ပြောမှာနင်းနိုင်ပြောပေါ်သွားမှာပေါ့မပြောဘူးပေါ့အဲ့လေโอเคအဲ့ဆိုငါမေးမယ်တရုပ်လဲဆောင်တယ်ဆိုတော့လဲလုပ်တယ်အဲ့တော့ तू ကဟုတ်တရုပ်လဲဆောင်တယ်တချင်းတွေလဲဆိုတယ်တချင်းတွေလဲဆိုတယ်โอเคတရုပ်လဲဆောင်တယ်တချင်းတွေလဲဆိုတယ်ဒါပေမဲ့တရုပ်ဆောင်တာကအဓိကပေါ့သူ့ရဲ့ character main ကအဓိကပေါ့အဲ့လိုလားတရုပ်ဆောင်တာ main လားအဆိုတော့တချင်းဆိုတာ main တရုပ်ဆောင်တာ main โอเคအဲ့ဒါဆိုငါတို့ဒီလူငယ်ဘက်မှာလားဒါမှမဟုတ်ငါတို့ခက်လားဒီဘက်ခက်လားငါတို့ခက်လားငါတို့အမေခက်လားအရွယ်သုံးမမီးသူ့ကိုသိရဒါပေမဲ့သူ့ရဲ့ prime time ဆိုတာရှိတာပဲလေငါပြောပြ prime time ကခုထိရှိရဟုတ်တယ် prime time ကခုထိရှိဟုတ်တယ်ဟုတ်ပြီငါမေးမယ်နော်အဲ့တော့သူကအဆိုတော့ဟုတ်တယ်နောက်ပြီးတော့ရုပ်ရှင်တစ်ခါမှမရိုက်ဘူးဟုတ်တယ်နော်အခုဒီကာလတွေပေါ့ဒီကာလဆိုတော့ဒီလက်တလော3လ6လလောက်တည်းမှာတချင်းထွက်ထားလားမထွက်ထားဘူးဟုတ်ပြီဖြူကျော်သိန်းမဟုတ်ဗမာပြည်ရလားဗမာပြည်ရပဲဗမာပြည်နော်ဒီမစင်းသားဒီပဲနဲ့အဲ့လိုဖြည့်တန်းပြောလို့မှားနေရှုံးတယ်နော်ဟုတ်လားဟုတ်တယ်တိကျမှပြောโอเคအဲ့တော့အရွယ်3ပါးလုံးအဲ့တော့ तू ကဘယ်နှခုနှစ်လောက်မှစပြီးတော့ခံမဲကြီးပေါ်တဲ့သူကြာပြီဘယ်နှခုနှစ်ခံမဲကြီးခုနှစ်တော့မသိကြာပြီအဲ့ဆိုကြာပြီဆိုလို့ရှိရင်အနုပညာတန်းကြာပြီနစ်ထက်ကောကြာပြီကြာပြီနစ်ထက်တောင်ကြာပြီဆိုတော့ရှစ်ခေတ်တရုပ်ဆောင်ပေါ့ရှေးခေတ်လို့တော့ပြောလို့တော့မရဘူးလေရှေးခေတ်တော့မဟုတ်ပေမဲ့ဥမာဆိုပါတော့တန်းကြာပြီအန်တီဟေမာနေဝင်းတို့ဘာလို့လူခေတ်ကတရုပ်ဆောင်တန်းကြာပြီတရုပ်ဆောင်တန်းခေတ်တော့မပြောတတ်ဘူးတရုပ်ဆောင်တန်းကြာပြီတရုပ်ဆောင်တန်းကြာပြီโอเคလောက်ပြီအဲ့တော့သူကယောက်ျားရှိလားဟဲ့ငါအမျိုးသားပါဆိုမှယောက်ျားရှိတာဆိုဘယ်လိုပြောပြရမလဲအမျိုးသားတော့ငါအဲ့တော့မိန်းမဆိုပြီးဆက်မေးနေတာငါအမျိုးသားပါဆိုယောက်ျားရှိလားအမျိုးသားဆိုတာဟလားဟုတ်တယ်အမျိုးသားမှာယောက်ျားမရှိတာငါတို့ပဲရှိတယ်ငါတို့ပါလားအမျိုးသားမှာယောက်ျားမရှိတာငါတို့ပဲရှိတယ်ငါတို့ပါလားအဲ့မိန်းမရှိလားရှိတယ်မိန်းမရှိတယ်ငါမေးရမှာလေနင်ကဘာလို့ပြောအေးဟုတ်တာညင်လိုက်တာအေးဟုတ်တာညင်လိုက်တာအဲ့ဒါငါနေမေးရမှာအေးโอเคနောက်တစ်ခုကကြတော့နာမည်ဘယ်နှလုံးလဲအဲ့လိုနာမည်အလုံးတော့ပြောရမှာပေါ့ဟဲ့အဲ့တော့ငါခံမလို့ရမှာလေဘယ်ကခါမှမသိဖြစ်မှာပေါ့ငါနာမည်တော့အလုံးကြီးပြောလို့ရတယ်လေနှလုံးနာမည်နှလုံးနဲ့ဟုတ်တယ်ငါမသိတော့ဘူးထင်တယ်နော်ငါတိတ်မသိပါဘူးဆိုမှတိတ်ဆောင်နေသိရဘေး
သူကလက်ရှိရန်ကုန်မှာနေရလားနေမှာနေရလား အဲ့တော့ငါမသိဘူးထင်တာကတော့ရန်ကုန်မှာလို့ထင်တယ် ဟုတ်လား ဟုတ်တယ် ဟုတ်ပြီအဲ့ငါထင်တဲ့တယောက်လည်းမဟုတ်ပြန် ရန်ကုန်မှာလို့ထင်တယ်ငါပြောမယ်နော်အဲ့ဒီတရုတ်ဆောင်ကအခုလက်ရှိမှာပိန်လားဝလားသူ့ရဲ့ခန္ဓာကိုယ်အချိုးစားဘယ်လိုလဲနာမည်3လုံးနဲ့တရုတ်ဆောင်နော် နာမည်2လုံးမို့ နာမည်2လုံးနဲ့တရုတ်ဆောင် သူကလေပိန်လည်းမပိန်ဘူးဝါနေရတယ်မဟုတ်ဘူးသူကတရုပ်ဆောင်လို့ ရုပ်သားပဲနော်အဲ့တော့ပိန်လည်းမပိန်ဘူးဝလည်းမဝဘူး ဟုတ်တယ်သူ့ကြည့်ရင်ကွာဝါနေရကြီးမဟုတ်နေဘူးသိလားဒါပေမဲ့ပိန်နဲ့စလင်းလေးလုံးဝစလင်းဟိုလုံးဝ flap လည်းမဟုတ်ဘူး ဟုတ်ပြီအဲ့ဒါဆို तू ကဟိုဟာလားဗာလဲအဲ့လိုအခုလက်ရှိထိလဲကားရက်မှာရုပ်ရှင်ရိုက်နေတော့လား ရိုက်နေတော့မယ်ငါမေးမယ်နော် ဟဲ့နာမည်နှလုံးနဲ့ အဲ့ဒီအဆိုတော်ယောက်ျားငါကြိုက်တဲ့နေရာမှာပါလား ပါတယ် ဟုတ်လားအဲ့ဒါကြီးဘာလို့လုံညာငလျင်လောက်တာ မဟုတ်ငါအောက်ကချောင်းနဲ့လုံနေတာပါတယ် ပါတယ်အော်မျိုးကြော့မြန် ဟုတ်တယ် ဟဲ့ဒီဆက်ပြောမလားမေးလို့ရ ဟုတ်ပြီငါ စူးစမ်းမလား ငါရှုံးပါဘူးဒီဘက်တော့ ရှုံးသွားရင်လည်း အဲ့တော့အဲ့ဒီအမျိုးသမီးကနာမည်နှလုံးနဲ့ဟုတ်တယ်နော်သူကလက်ရှိထိလဲယနေ့မှရိုက်နေရတယ် ဟုတ်တယ် အကယ်ဒမီရဘူးလား ရဘူးတဲ့ နာမည်နှလုံးနဲ့ ဟုတ်တယ် သူဘယ်နှခုနှစ်ကအကယ်ဒမီရရလဲ ခုနှစ်တော့ကဲမျိုးရအောင်မသိ သူရတဲ့အကယ်ဒမီဇာတ်ကားနာမည် ပြောလိုက်တော့ပေါ်သွားပြီလေ သိရပါလေ ဟုတ်အဲ့ပြောလိုက်တော့ပေါ်သွားပြီလေကဲမီရတယ်ပေါ်သွားပြီလေ ဟုတ်လား ဥပမာလက်ပံလို့ပြောလိုက်ဖိုးဖိုးလို့တန်းပြောတော့မှာလေ ဟုတ်ပူပူ ဟုတ်လေပြောပြ ငါဟုတ်တာပဲနော် အဲ့တော့အသက်နည်းနည်းကြီးတယ်လို့ပြောထား ဟုတ်တယ်အသက်နည်းနည်းကြီးတယ်ကဲမီရထားတယ် ကဲမီရထားတာ အားလုံးသိတယ်ပိန်လည်းမပိန်ဘူးဝါလည်းမဝဘူးတချင်းလဲဆိုတတ်တယ် အဲ့တော့သူ့ရဲ့ main ကတချင်းဆိုတာလား တရုပ်ဆောင်မောကဲမီရထားပါဆိုမှာ အကယ်ဒမီရတာအကယ်ဒမီတစုရတာ တစုပဲ အကယ်ဒမီတစုပဲရထားတယ် သူရတော့အားလုံးကအရန်ရစီခြင်းခဲ့တာသူ့ ငါကတော့နှစ်တိုင်းအကယ်ဒမီကိုလူတိုင်းကိုရစီချင် အဲ့ နေ့ကတော့ငါအကယ်ဒမီရစီချင်တာတကယ်ပြောတာ ဒီနေ့ယူမှာ ဝါး မမေ့ချူနဲ့ ဝါးမမေ့ချူနဲ့ ဝါးအဲ့ဒါဆိုနာမည်နှလုံးနဲ့နော် နာမည်နှလုံးထဲတော့မဟုတ်ဘူးနှလုံးလဲဟုတ်တယ် ဥဝဲ မဟုတ်နာမည်အဲ့လိုမျိုးပဲသိလားခုနဥဝဲစီအိမ်မကျော်စင်ပဲအဲ့လိုမျိုးနာမည်နှလုံးလဲဟုတ်တယ်သူက သူ့ရဲ့နာမည်အရင်က3လုံး သူ လား နာမည်အရင်တော့ကိုမသိဘူးလေအနုပညာနာမည်ပဲသိတာ လူပညာနာမည် အနုပညာနာမည်ပဲသိတာ အကယ်ဒမီတစ်ခုပဲရထား နေဆိုလို့ရှိရင်ငါ ငါ ပြောပြမယ်နေဆိုလို့ရှိရင်ငါပြောပြမယ်ဟိုပါလေငါပြောပြမယ်ဟိုကြော်သိမ်းမြင့်ဖြစ်ပေမဲ့ လို့ကြော်သိမ်းပြ ဟုတ်တယ်လေ အောင်ကျော်ပြမှာစော အောင်ကျော်မြင့် အေးငါဒီအဲ့ဒါကြီးမပြောနဲ့လို့ နေပြောလိုက်တာလေ အေးငါပြတ်မှာ အောင်ကျော်မပြတ်နဲ့မပြတ်အောင်ကျော်မြင့်ဖြစ်ပေမဲ့နင်းဇိမ့်မက်လေနင်းအောင်ကျော် ဘာ မြင့် လဲအောင်ကျော်ပြဆိုငါနာမည်ကြီးမှာမဟုတ်တာငါမွေးတော့ကအရင်တော့ပေးထားခဲ့တယ် နောက်တစ်ခုရှိသေးတယ်လေတန့်စင်ဖြိုး တန်းစီပြောအိမ်ခေါ်တယ်ပဲထားလိုက်တော့ တန့်စင်ဖြိုးဖြစ်ပေမဲ့အနုပညာနာမည်ဇိမ့်မက်အဲ့လိုဆိုသူ့ရဲ့အနုပညာနာမည်ပဲငါသိတယ်အိမ်နာမည်တော့မသိဘူးဟိုကမပုံနေတဲ့နာမည်မသိ အဲ့ဒီ ဘူး မျိုးသမီးကငါနဲ့ခင်တာ ခင်းတယ် ငါနဲ့လည်းခင်တယ် ဟုတ်တယ် အကယ်ဒမီရထားတယ် ဟုတ်တယ်တန်းပြောလိုက်လူအောင်ရနေပြီနဲ့ ငါနဲ့ခင်တာ အဲ့လေ ငါနဲ့တူတယ်ဘယ်ချိန်တော့တွေ့ဘူးလဲ အတိအကျကြီးတော့မသိဘူးဒါပေမဲ့တွေ့ဘူးတယ်တခါမကောက်ဘူး ဘယ်နေရာမှာတွေ့ကြလဲ ပွဲမှာတွေ့ဘူးတယ်ငါမေးရမှာလားနင်း မဟုတ်ငါမေးနေရလေအဲ့တော့ ပွဲမှာတွေ့ဘူးတယ် မဟုတ်ဘူးကြားလာပြီလို့ပြောခဲ့တာအော်သိပြီငါတို့သူ့အိမ်မှာသွားပြီးပစ္စည်းတွေမှွေဘူးလား မမွေဘူး အားဆိုငါထင်တာမဟုတ်ပြန် အာ ငါထင်တာပြတ်တည့်ရမလားပစ္စည်းတွေမှွေဘူးလား တနာ အေးငါမဟုတ်ဘူးအဲ့ဆိုဝါလည်းမဟုတ်ပိန်လည်းမပိန်ဟုတ်လားငါလည်းပွဲတွေမှာအမြဲတမ်းစုံတယ် ပွဲ သူကငါ့ကိုချစ်လား ချစ်ပါတယ်ချစ်ပါတယ် ထမင်းဟင်းတွေပါချက်ကျွေးဘူးလားမကျွေးဘူးလားဘူးနော် တမင်းရင်တော့မချက်ကျွေးဘူးလောက်ဒါပေမဲ့အတူတူစားဘူးလောက်တယ် ဟာအရင်နီးစက်နေပြီငါစိတ်ရန်နီးစက်နေပြီနောက်ထပ် hints တွေပါရှိဦးလဲतू ကဒီဘက်နည်းနည်းအဲ့လိုဟိုအကယ်ဒမီကလည်းကြာပြီပြီးတော့ဟိုးအရင်တော့ကလည်းအဲ့လိုမျိုးငါတို့ဒီခစ်လေလောက်ကမင်းသမီးဒါပေမဲ့ဒီဘက်ခစ်တီ hot shot ဖြစ်နေတော့လား hot shot လားဆို तू ကတော့ fashion လေးတော့အမြင်လှနေရပဲ
ဇက်ကားရိုက်ရင်လည်းတေချာဝတ်တယ်ပွဲတိုင်လည်းတေချာလေးဝတ်တယ်ကြော်ညာရိုက်ရင်လည်းတေချာလေးဝတ်တယ်မင်းသမီးအကယ်မီမင်းသမီးလို့မပြောခဲ့ဘူးနော်အကယ်မီရထားတဲ့အမှုပညာရှင်ဖြစ်တာမို့လို့ तू ကဒါကတော့သူ့ကိုတော့ပြောကြမလို့လေ ပွဲတက်ဒီပါလေအများနဲ့တွေ့ရတယ်ပေါ့ အမြဲတွေ့ဆိုနည်းနည်းသူနဲ့စုပ်ဘူးတယ်ပွဲတက်တီလည်းသူတက်ပါတယ် ငါနဲ့စကားကြီးပဲပြောဘူးလေ ပြောဘူးတယ်မမြတ်လေးလား မဟုတ်ဘူး ပန်းပေးလိုက်တော့မယ်ဟာမသိတော့ဘူးသွား ဂုံးပုံလေ ငါခုနခေါင်းထဲမှာငါအရန်ငါဟုတ်တယ် တီကုန်းလေ ငါကလေ အေးဘယ်သူလဲ ငါအစဂုံးပုံ၄လို့ငါတွေးလိုက်တာဒါပေမဲ့၃လုံးဖြစ်နေတာဂုံးပုံ၄ဆိုတာ၃လုံးလေဂုံးပုံ၄နဲ့ဂုံးပုံကြီးရှိရ တက်ကတူဂုံးပုံလို့ပြောလို့ရတယ်ဂုံးပုံလို့လည်းပြောလို့ရတယ်တီကုန်းလို့လည်းပြောလို့ရတယ်လေ နေကအဲ့ဒါဆိုလို့ငါ ဒါပေမဲ့ငါးလုံးလို့ငါပြောလိုက်ပေါ်သွားမှာလေအဲ့တော့ငါလည်း ငါစဉ်းစားရမှာပဲလေဒီငါတို့ငါဆိုရင်တော့၃လုံးလို့တီးတာလို့မြစ်တာနဲ့ငါတိုင်းဖျားစုဘိုးချိုးပြည့်တကယ်ပြောတာ မင်း ငါ သမီးတရုတ်ဆောင်ထဲမှာနာမည်ငါးလုံးနဲ့ဆိုအရင်ပေါ်သွားပြီတယောက်မှမရှိတော့ဘူးကုန်တလောက်ရှိသွားပြီအိမ်သာကြော်စင်ဝိမုံရွှေဘိုးဘိုးမြင့်အောင်ဘိုးပေါ်နေပြီလေအဲ့တော့ဂုံးပုံဆိုတာလည်းမှန်တယ်လို့ငါပြောရလေနင်းကိုစကားမှာနှလုံးလဲဟုတ်တယ်လို့နှလုံးလဲမဟုတ်ဘူးလို့ငါပြောရလေ ဒါပေမဲ့နေကငါ့ကိုတိကျပြောငါတို့တိကျပြောရလေ ပြောလို့မရဘူးလေအဲ့ဒါတော့ပြောလို့မရဘူးလေ တော့ငါရှုံးတယ် အေး